လွဲချော်ခဲ့တော့ရှိရည်စများချန်ရေးခဲ့သူနဲ့ကြံရေးခဲ့သူဘသူဟာပိုးနာခြင်းခံစားရပါတယ်လေဟိုးအဝေးကိုပြေးမထွက်ခင်မင်းဖြေပေးခဲ့ပါနာယောင်ကြီးငယ်ဘဝအိမ်မက်တွေထဲမှာမင်းဟာငါရဲ့ချစ်သူမိန်းကလေးအချိန်ချင်းဖြစ်ခဲ့တယ်နောက်လာမယ့်နာဂတ်နေ့တွေမှာမင်းနာမြဲတမ်းရှိခွင့်ရလိမ့်မယ်လို့လည်းရိုးရှင်းစွာတွေးထင်ခဲ့ပူပါတယ်အခုတော့မိုးပြရောင်အိမ်မက်တွေဟာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့အတူအဝေးကိုလွင့်ပြောက်သွားခဲ့ပြီပျောက်ကွယ်သွားခဲ့ပါပြီနာယောင်ကြီးတကယ်တော့မင်းဟာအတ္တသိပ်ကြီးတဲ့သူရီမန်းချက်ပန်းတိုင်းကိုအသက်ထပ်ပိုးပြီးမျက်နှိုးတဲ့သူကိုခင်မင်ခဲ့ရတဲ့လူတွေကိုစကားလေးတစ်ခုနဲ့အပီးတိုင်းနှုတ်ဆက်ဖို့ဟိုမလေးတဲ့သူပေါ့ငါကတော့မနဲ့ခင်းနိုင်အိမ်မက်ရင်လမ်းဖြောက်ခဲ့ရသူပါပျောက်ဆုံးသွားတဲ့နာယောင်ကိုလိုက်လံရှာဖွေရင်နေဆွဲတွေဟာရက်ွက်တွေကလမ်းခွဲလီကားလေးနားမှာရက်တန်းသွားတယ်ညနေမောင်ဟာတိတ်အပြင်းကြီးတာပဲမင်းကိုအရန်လွမ်းနေမှန်းတီးလျက်နဲ့12နှစ်တာအချိန်ယူပြီးမှပြန်တွေ့ခွင့်ပေးတယ်လူချင်းမတွေ့နိုင်ပေမဲ့ Skype ကနေမျက်နှာတော်လေးမော်ဖူးခွင့်ရတာကိုပဲကျေးဇူးတော်ကြောင့်လို့ငါယူဆပါတယ်မင်းကိုလွမ်းနေခဲ့တာလို့ဟမ်မဆောင်နိုင်ပဲဖွင့်ဟမိတော့မင်းကတတူထမြပါတယ်လားနာယောင်ရေပြန်လဲဆုံတွေ့တဲ့မိနစ်တွေထဲမှာငါဟာပျော်ဝင်နေခဲ့တယ်မင်းကတော့အရင်တိုင်းပဲမပြောင်းမလဲမင်းဘဝတိုးတက်ရတိုးတက်ကြောင်းပဲအဓိကထားတွေးတယ်ငါဟာအိမ်မက်တွေကနာယောင်နဲ့ပြန်ဆုံတွေ့ပြီးထင်ခဲ့တာတကယ်တမ်းကျမင်းဟာနူရာဖြစ်နေမှရုတ်တရက်ထိတ်လန့်စွာတီးလိုက်ရတွင်းနဲ့တည်းပြုတ်ကြပြီစိတ်ကူးရင်ကဘာတွေကခဏခဏလန့်လန့်နိုးခဲ့ရငါမသိရဲ့နူရာဟာတနစ်စာပုံမြင်တွေပြောပြပြီအဝေးကိုနောက်တစ်ချိန်ပြေးထွက်သွားခဲ့ပါတယ်ကဘာကြီးရဲ့တစ်ဖက်တစ်ချမ်းစီမှာကိုလေကိုရွက်လွင့်ပြီးငါတို့ခီးဆက်ခဲ့ကြဆယ်စုနှစ်တွေအလုံးမှာနိုရာနဲ့ပြန်ဆုံးပြတော့တစ်ချိန်ကချစ်ခဲ့ဘူးတဲ့နာယောင်လေးကိုပြန်အမှတ်ရမိတယ်တကယ်လို့များဆိုတဲ့စကားအချိန်ချင်းရည်ရွတ်ပြီးအပြိုင်ကဘာတစ်ခုခုမှာငါတို့ပေါင်းဖက်နေမလားထင်ရောက်မိခဲ့နာယောင်ရေငါတို့နှစ်ယောက်ကြားကရည်စက်တွေဟာနေပါခဲ့တာလားဒါမှမဟုတ်လွဲချော်ခဲ့တာလားလန်တော့မှာတခဏတာတွေ့ဆုံခဲ့တဲ့ယထာဘောကစိမ့်နှစ်ယောက်ရဲ့ရှေးရည်စက်တွေလို့ပေါ့ဘဝဆိုတာဒီလိုပဲပေါ့ချစ်ရဲ့တို့နှစ်ယောက်ရဲ့ငယ်ဘဝအချစ်ဇလန်းလေးဟာလဲစောင်းအိမ်မတွေလိုပဲကြောင်ချောက်ချားနဲ့ပြီးဆုံးသွားခဲ့ပါတယ်呀，喂，才卡了。